မင်္ဂလာပါခင်ဗျာကဘာမြေကြီးပေါ်မှာရင်သက်ရှူမောပွဲရတဘာဝအလှတရားတွေပြည့်နှက်နေတယ်လို့ပဲအခြားတစ်ဖက်မှာလည်းမြင်တွေ့လိုက်တာနဲ့ရင်ကိုတုန်လှုပ်မှုဖြစ်သွားစေမဲ့ကြောက်စရာကောင်းလာတဲ့နေရာတွေလည်းအများကြီးရှိနေပါတယ်ဒီနေ့ဗီဒီယိုမှာတော့တွားရောက်လဲပတ်ဖို့မပြောနဲ့နာမည်ကြားယုံတဲ့ဒီကြက်တီးထဖွယ်ကောင်းလာတဲ့ကပအန်ဒီရဲ့ရှိဆုံးတဘာဝအံဖွယ်နေရာ10ခုအကြောင်းကိုစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေရာတွေထဲမှာဘလူကြောက်စရာကောင်းတဲ့တဘာဝအန်ဒီရဲ့တွေနဲ့လျှို့ဝှက်စမ်းကြယ်မှုတွေပုံကွယ်နေမလဲဆိုတာဗီဒီယိုလေးကိုအဆုံးထိဆက်လက်ကြည့်ရှုပေးကြပါအောင်ခင်ဗျာAmerican ပြည်ထောင်စု Yellowstone တောရိုင်း area ထဲမှာတက်တန်လို့ရောင်စုံဖြာထွက်နေတဲ့ Grand Prismatic Spring ဆိုတဲ့ရေပူစမ်းကြီးရှိပါတယ်။ဒါဟာ American မှာအကြီးဆုံးရေပူစမ်းဖြစ်ပြီးရောင်စုံဖြာထွက်နေတဲ့သူ့ရဲ့အလှတရားဟာကြည့်ရှုသူတိုင်းကိုရင်သက်ရှုမောဖြစ်သွားစေတယ်။ဒါပေမဲ့ဒီအလှတရားရဲ့နောက်ွယ်မှာတော့ကြောက်စရာကောင်းတဲ့ပီချင်းတရားရှိနေပါတယ်။ဒီရေပူစမ်းရဲ့ရေပူချိန်ဟာ158 degree Fahrenheit 80 degree centigrade နဲ့ကျော်လွန်တာကြောင့်လူတစ်ယောက်ရဲ့အသားရည်ချက်ချင်းလောင်ကျွမ်းသွားစေနိုင်ပါတယ်။ကြည့်လိုက်ရင်အလွန်လှပပြီးမြဲရောက်သွားရင်တော့အသက်အန္တရာယ်ရှိလာတဲ့တဘာဝတရားရဲ့ရင်သက်ရှုမောပွဲအံ့ဖွယ်တရားတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနှစ်ခုခြားမှာတည်ရှိတဲ့ Sundarbans တောအုပ်ကြီးကြောင့်သင်ကြားမှုပါသလားဒီတောအုပ်ဟာအာရှရဲ့အန္တရာယ်အရှိဆုံးသားရဲတွေဖြစ်ကြတဲ့ဘင်္ဂလားကြားရေငန်မိကြောင့်ငန်းတော်ကြားမွေနဲ့အသက်အန္တရာယ်ရှိတဲ့ယောဂတွေကိုတည်ဆောင်တဲ့အင်းဆက်များစွာစုဝေးမှီတင်းနေထိုင်ကြတဲ့နေရာဖြစ်ပါတယ်ဒီတောအုပ်ကြီးကိုပို့ပြီးထိတ်လန့်စရာကောင်းစီတာကတော့အခြားတောအုပ်တွေနဲ့မတူပဲဒီကဘင်္ဂလားကြားတွေဟာနှစ်စဉ်လူတွေကိုတားကောင်အဖြစ်အမှန်တကယ်ခြုံကိုတိုက်ခိုက်အမဲလိုက်ကြတာပဲဖြစ်ပါတယ်လှပစမ်းကြတဲ့တဘာဝတောအုပ်ကြီးဖြစ်ပေမဲ့အသက်အန္တရာယ်နဲ့ရင်ဆိုင်ရနိုင်တဲ့ကမ္ဘာအန္တရာယ်ရှိဆုံးနေရာတွေကတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာကာရီဒီယန်ပင်လယ်ရဲ့စိမ့်ပြာရောင်ရေပြင်ကျယ်ကြီးအလယ်မှာပင်လယ်ကြီးရဲ့ဘလူးမြက်ကမ်းမျက်လုံးကြီးအလားမဲမောင်ဝိုင်းဆက်နေတဲ့ The Great Blue Hole ဆိုတဲ့ပင်လယ်ရေအောက်လိုင်ကောင်းနှစ်ကြီးတည်ရှိပါတယ်။ဒီလိုင်ကောင်းကြီးဟာရေငုပ်သမားတွေအတွက်စိန်ခေါ်မှုများစွာနဲ့ပြည့်နှက်နေပြီးအလွန်အန္တရာယ်များတဲ့နေရာတစ်ခုဖြစ်ပါတယ်။ပြင်းထန်လာတဲ့ရေအောက်ရေစီးကြောင်းတွေထပ်မြက်လာတဲ့ထုံးကျောက်ဆောင်တွေအပြင်ရေနှစ်ပိုင်းရောက်တဲ့အခါဖြစ်ပေါ်တတ်တဲ့ နိုက်ထရိုဂျင်မူးယစ်မှု နိုက်ထရိုဂျင်နာကိုစစ်ကြောင့်ရေငုပ်သမားများစွာဟာတတိလစ်မူးဝေပြီးလမ်းပြောက်နေရှိကြပါတယ်။ဒါကြောင့်မို့ဒီပင်လေရေအောက်လိုင်ကောင်းနဲ့ကြီးတဲ့ဆင်းသွားခဲ့သူအချို့ဟာပင်လေပြင်ပေါ်ကိုဘယ်တော့မှပြန်မပေါ်လာတော့ပဲပျောက်ကွယ်သွားခဲ့ကြရတာဖြစ်ပါတယ်။အလှတရားတွေနဲ့ဖုံးကွယ်ထားတဲ့ပင်လေကြီးရဲ့နက်ဆိုင်ပြီးအန်တီရဲ့များလာတဲ့လူ့ဝက်ချက်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။ကွန်ဂိုနိုင်ငံရဲ့တောအုပ်နက်ကြီးထဲမှာကမ္ဘာအန်တီရဲ့အရှိဆုံးမီးတောင်တွေကတစ်ခုဖြစ်တဲ့နီယာကွန်ဂိုမီးတောင်တည်ရှိပါတယ်။ဒီမီးတောင်ကိုအခြားမီးတောင်တွေနဲ့မတူပဲထူးခြားစေတာကတော့မီးတောင်ခေါင်းထဲမှာအမြဲတမ်းပွက်ပွက်ဆူယုံကြွနေတဲ့အေယာမချော်ရီကန်ကြီးတည်ရှိနေတာပဲဖြစ်ပါတယ်။2002ခုနှစ်တုန်းကဒီမီးတောင်ဟာဘာတတိပေးချက်မှမရှိပဲရုတ်တရက်ပေါက်ကွဲခဲ့ပါတယ်။အဲ့ဒီအခါမှာချော်ရီတွေဟာတနာရီကို38မိုင်နှုန်းအထိအလွန်လင်းမြန်တဲ့နှုန်းနဲ့ဂိုမာမြို့စီကိုစီးဆင်းသွားခဲ့ပြီးလမ်းမှာရှိတဲ့အိမ်ဒီကားတွေနဲ့လူတွေကိုပါချက်ချင်းဝါမျိုးသွားခဲ့တာပါ။အမြဲတမ်းပွက်ပွက်ဆူနေတဲ့ချော်ရီကန်ကြီးနဲ့အတူမီးဒီအချိန်မဆိုရုတ်တရက်ပေါက်ကွဲသွားနိုင်တဲ့တဘာဝတရားရဲ့အကြောက်စရာကောင်းလာတဲ့မီးတောင်ကြီးပဲဖြစ်ပါတယ်ခင်ဗျာEverett တောင်ကြီးမှာရုံးပုတ်လို့ခေါ်တဲ့ရေခဲမြစ်ကြီးဟာအေယာမမြစ်ဖြူကြီးတစ်စင်းလိုဖြန့်ကျက်တည်ရှိနေပါတယ်ဒီနေရာရဲ့အပူချိန်ဟာမကြာခဏဆိုသလိုအနှုတ်22 degree Fahrenheit အနှုတ်30 degree centigrade အောက်အထိထိုးဆင်းသွားတတ်ပြီးပြင်းထန်တဲ့ရေခဲမုန်တိုင်းတွေဟာလည်းဘာတတိပေးချက်မှမရှိတဲ့ရုတ်တရက်တိုက်ခတ်လေးရှိပါတယ်ဒီလိုအလွန်အမင်းဆိုးရွားတဲ့အခြေအနေတွေကြောင့်နှစ်စဉ်တောင်တက်သမား10ကနန်းများစွာဟာပြင်းထန်တဲ့လေတိုက်ခတ်မှုကြောင့်လွင့်ပါသွားခြင်းနဲ့ဆိုင်တဲ့ရေခဲတွင်းတွေပြုတ်ကျခြင်းစတဲ့အကြောင်းမျိုးမျိုးနဲ့ပျောက်ဆုံးသွားကြရတာပါသူတို့ရဲ့အလောင်းတွေကိုပြန်လေတွေးရှိခဲ့ရင်တော့အလွန်အေးဆက်လာတဲ့ရေခဲရာသီဥတုကြောင့်ရုပ်အလောင်းတွေဟာမပျက်စီးပဲထာဝရအေးခဲစုပ်ယူထားသလိုမျိုးမူလအတိုင်းကျန်ရှိနေကြပါတယ်ဒါဟာ Everett တောင်ရဲ့ရှပမှုနောက်ွယ်မှာရှိနေတဲ့ငင်းဆန်လို့မရတဲ့နတ်ဆိုးရေခဲပြင်တင်းချိုင်းတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာအီသီယိုးပီးယားနိုင်ငံမှာတည်ရှိတဲ့ Danaki Depression ဆိုတဲ့နေရာဟာကမ္ဘာပေါ်မှာအပူချိန်အမြင့်မားဆုံးနဲ့အန်ဒီရဲ့အရှိဆုံးနေရာတွေကတစ်ခုပဲဖြစ်ပါတယ်။ဒီနေရာမှာမိုးရွာသွန်းခြင်းလုံးဝမရှိပဲတစ်ပင်ဝါပင်တွေလည်းပေါက်ရောက်နိုင်ခြင်းမရှိပါဘူး။အပူချိန်ဟာ122 degree Fahrenheit 50 degree centigrade ထက်မကမြင့်တက်နေပြီးမြေကြီးတွေဟာအကွဲကအဆိပ်ရှိတဲ့ရေနွေးငွေတွေ sulfuric acid နဲ့တည်စေနိုင်တဲ့ဓာတ်ငွေတွေအမြဲတမ်းထွက်ရှိနေတာပါ။
နေယုံအစိမ်းရောင်ရှိတဲ့အက်ဆစ်ကန်ကြီးတွေမျက်စိကျိတ်မတက်ဖြူဖွေးနေတဲ့စားပြင်ကြီးတွေနဲ့မီးခိုးတွေအမြဲထွက်နေတဲ့ဆာလဖာပေါက်တွေကြောင့်တခြားဂျိုတစ်ခုကိုရောက်သွားသလိုကြောက်မက်ဖွယ်ရှုခင်းကြီးဖြစ်ပေါ်နေပါတယ်ဒီလိုပြင်းထန်ဆိုးရွားလွန်းတဲ့အခြေအနေတွေကြောင့်ပဲသိပ္ပံပညာရှင်အများပြားကဒီနေရာကိုငရဲသို့တွားရပထဝီဝင်တကားပေါက်လို့တင်စားခေါ်ပေါ်ကြတာဖြစ်ပါတယ်အလှတရားနဲ့အစိတ်အတောက်တွေရောရှက်နေတဲ့တဘာဝတရားရဲ့အံ့ဩဖွယ်ရာနေရာတစ်ခုပဲဖြစ်ပါတယ်ခင်ဗျတောင်အာဖရိကကမ်းလွန်မှာရှိတဲ့ဒါယာကျွန်းနဲ့ဂိုင်ဇာကျောက်ဆောင်အကြားမှာပင်လယ်ပြင်၏အန်ဒီရဲ့အရှိဆုံးလမ်းကြောင်းတစ်ခုဖြစ်တဲ့ Shark Alley တည်ရှိပါတယ်။ဒီနေရာဟာပင်လယ်ပြင်တွေအများများမှီတင်းနေထိုင်ကြတဲ့နေရာဖြစ်တာကြောင့်သားပေါက်ရာသီရောက်ပြီဆိုရင်မဟာငါးမန်းဖြူ Great White Shark ရာပေါင်းများစွာဟာပင်လယ်ပြင်တွေကိုအမဲလိုက်ဖို့အတွက်စုဝေးရောက်ရှိလာကြတာပါ။ငါးမန်းဖြူတီးတွေဟာရေအောက်အမဲလိုက်လမ်းကြောင်းတွေမှာတိတ်ဆိတ်စွာနဲ့တိကျပြတ်သားစွာကင်းလည်နေကြပြီးသားကောင်ကိုရုတ်တရက်အပြင်းထန်တိုက်ခိုက်အမဲလိုက်ကြပါတယ်။ငါးမန်းဖြူကြီးတွေရဲ့တဘာဝအမဲလိုက်ကွင်းပြင်ကြီးဖြစ်တာကြောင့်ဒီရေလက်ကြားဟာရေအောက်ကဘာရဲ့ကြောက်စရာအကောင်းဆုံးနဲ့အန်ဒီရဲ့အရှိဆုံးဧရိယာတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာအန်တာတိကရေခဲပြင်တိုက်ကြီးရဲ့အလဲဘဟုမှာနှင်းလုံးဝမရှိတဲ့မြေပြင်ကျဲကြီးတစ်ခုတည်ရှိနေတာကိုသင်သိပါသလားအဲ့ဒါကတော့ကမ္ဘာပေါ်မှာအချောက်သွေ့ဆုံးနေရာဖြစ်တဲ့ McMurdo Dry Valleys ပဲဖြစ်ပါတယ်ဒီနေရာမှာတော့အပင်တတ္တဝါနဲ့တက်ရှိဆိုလို့လုံးဝမရှိပါဘူးတနာရီကိုမိုင်180ကီလိုမီတာ300အထိပြင်းထန်စွာတိုက်ခတ်တဲ့လေပြင်းတွေကပတ်ဝန်းကျင်မှာရှိတဲ့အဆိုဓာတ်မှန်သမျှကိုစုပ်ယူဖျက်ဆီးပစ်တာပါဒီနေရာရဲ့ခြုံတွေ့လွန်ပြီးကျန်းတဲ့ပတ်ဝန်းကျင်ဟာအင်ကာဂျိုမားစ်ရဲ့မျက်နှာပြင်နဲ့အလွန်တူညီလွန်းတာကြောင့် NASA အဖွဲ့ကြီးကတော့အာကာသယာဉ်မှုတွေကိုအင်ကာဂျိုဆင်းတဲ့ကဲ့သို့လေ့ကျင့်ခန်းများပြုလုပ်ဖို့အတွက်ဒီနေရာကိုအသုံးပြုခဲ့ကြရပါတယ်အတန်ပလန်တက်ရှိနဲ့မျောလင့်ချက်လုံးဝမရှိပဲထာဝရတိတ်ဆိတ်ငြိမ်သက်နေတဲ့ကမ္ဘာပေါ်ကတေဆုံးနေသောမြေပြင်ကြီးတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာတန်ဇန်နီးယားနိုင်ငံမှာတည်ရှိတဲ့ Natron ကန်ဆိုတဲ့သွေးနီရောင်ကန်ကြီးကြောင့်သင်ကြားဖို့ပါသလားဒီကန်ကြီးဟာတာမန်ရေကန်တွေနဲ့မတူပဲရေအပူချိန်ဟာ140ဒီဂရီ Fahrenheit 60ဒီဂရီ Centigrade နီးပါးထိပူပြင်းပြီးရေရဲ့ pH ပမာဏဟာလည်းအိမ်သုံးချွတ်စီ bleach ထက်တောင်မြင့်မားနေတာပါဒီလိုအစိတ်အတောက်နဲ့ alkaline တက်တွန်းကဲလာတဲ့ရေကန်ထဲကိုမှားယွင်းပြုတ်ကျသွားတဲ့ငှက်တွေလင်းတို့နဲ့တရေတွေဟာခန္ဓာကိုယ်ထဲကိုထုံးထက်နဲ့စားတတ်ပြီးလီမြန်စွာစိတ်ဝင်သွားပြီးရုပ်အလောင်းတွေမပြည့်စည်ပဲကြောက်ရွံ့တီဖြစ်ပြောင်းလဲသွားကြပါတယ်လှပတဲ့သွေးနီရောင်ရေပြင်ကြီးရဲ့နောက်ွယ်မှာတတ္တဝါတွေကိုထာဝရကြောက်ရွံ့ဖြစ်ပြောင်းလဲပစ်နိုင်တဲ့တဘာဝတရားရဲ့ကြောက်မက်ဖွယ်ရာအံ့ဖွယ်ရေကန်ကြီးပဲဖြစ်ပါတယ်ခင်ဗျာမြောက်အမေရိကတိုက်ရဲ့အမြင့်ဆုံးတောင်ကြီးဖြစ်တဲ့ဒီနာလီတောင်အကြောင်းသင်ကြားဖို့ပါသလားဒီတောင်ဟာအလွန်မြင့်မားလာရုံနဲ့မကပဲတောင်တက်သမားတွေအတွက်တက်ရောက်ဖို့အန်ဒီရဲ့အရှိဆုံးတောင်တွေကတစ်ခုလည်းဖြစ်ပါတယ်တောင်ပေါ်ကအပူချိန်ကအနုတ်86ဒီဂရီ Fahrenheit အနုတ်60ဒီဂရီ Centigrade အထိထိုးဆင်းသွားတတ်ပြီးလေပြင်းတွေကလည်းတနာရီကို69မိုင်ထိပြင်းထန်စွာတိုက်ခတ်လေရှိတာပါဒါအပြင်ဘာသတိပေးချက်မှမရှိပဲရုတ်တရက်ကျရောက်လာတတ်တဲ့နှင်းမုန်တိုင်းတွေကြမ်းတမ်းလာတဲ့တောင်မျက်နှာပြင်နဲ့နှင်းတွေအောက်မှာပုံကွယ်နေတဲ့မတ်ဆောက်လာတဲ့ရေခဲချောက်တွေကြောင့်နှစ်စဉ်တောင်တက်သမားရာပေါင်းများစွာဟာထိတ်ဆုံးကိုမရောက်ပဲနောက်ကျောင်းပြန်လှည့်ခဲ့ကြရပါတယ်အလှတရားတွေနဲ့ဖုံးလွှမ်းထားပြီးမြဲအမှားယူမခံပဲအသက်အန္တရာယ်စိန်ခေါ်မှုတွေနဲ့ပြည့်နေနေတဲ့တဘာဝတရားရဲ့ EK ဆက်ဆုပ်ဝဲတောင်ကြီးတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာအခုတင်ဆက်ပြသသွားခဲ့တာကတော့တဘာဝတရားရဲ့လှပမှုနောက်ွယ်မှာနတ်ဆိုးငုတ်လျို့နေတဲ့ဒီနေရာတွေထဲမှာမိတ်ဆွေကိုအကြောက်စရာဆုံးနဲ့အံ့ဩရဆုံးဖြစ်စေခဲ့တဲ့နေရာကဘယ်နေရာဖြစ်မလဲဆိုတာကိုကိုမန့်မှာဝင်ရောက်ဆွေးနွေးသွားခဲ့လို့ရပါတယ်ခင်ဗျာယခုဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ share လေးလုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်လည်းဒီလိုထူးဆန်းစမ်းကြဲဗဟုသုတရောက်ဝေဗီဒီယိုတွေကိုအမြင်မပြတ်ကြည့်ရှုနိုင်ဖို့အတွက် channel ကိုလည်း subscribe လုပ်ထားပေးကြပါဦးနော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်